င်ကန်ထားမျိုးပေါ့နော် sharing လုပ်ဖို့အတွက်ကျမကကောင်းဆုံးကိုကျမစဉ်းစားတဲ့အခါကျတော့ဒီချက်ခုတ်ကိုဒါချက်ခုတ်ကတော့ကျမတို့ကချင်လူမျိုးတွေရဲ့တမိုင်းပေါ့နော်တမိုင်းကိုပေါ်ပြထားတဲ့ pattern တွေဖြစ်တဲ့အတွက်ကြောင့်မို့ကျမကဒါဒီ pattern ထဲမှာလောကကြီးဒီအကြောင်းတွေလည်းကုန်ပါတယ်လေအဲဒါကြောင့်ကျမဒါကိုမဖြစ်မနေအမျိုးသမီးတွေကိုတင်ပေးမယ်ရိုးရည်ချင်းမှုနဲ့အကြောင်းတွေရောပြမလောကကြီးဒီအကြောင်းတွေရောအချိန်ဒေတာနေရအချိန်အခါရာဒီဥတုဘလို့သွားလာရမယ်ဘလို့ဆက်ဆံအကုန်လုံးပါတော့ဒါလေးကိုအကောင်းဆုံးဖြစ်မယ်ထင်တယ်ဆိုမှဆူတောင်းဒီမှာ၃ပတ်ကြာရှင်ဒါလေးကိုကျမရှိတဲ့ဖျားပေးထားတဲ့ပတ်စံလေးပေါ့နော်ဖျားပေးထားတဲ့ဒီဆွဲနဲ့ကျမလောက်လာခဲ့ရင်ငါနေချီခါလဲပုံလေးအိတ်တူမျိုး7 8လား10 8လားပြုလို့အကြီးကြီးထဲမှာချီရီအတိဒီဟာကျတော့ချက်ခုတ်ပြရကျတော့ကျမ9လ10လဆူရတာပေါ့ဆူရခါကျတော့2013 January လ3ရက်နေ့မှာဖွင့်ပွဲလုပ်ခဲ့တယ်။အဲဒီလို့တော့အဲ့ဒီချိန်မှာကိုကြီးဒီချိန်မှာဆင်းရဲလို့ကြီးချုပ်ဖြစ်တော့ကချင်လူမျိုးကလည်းကျမတို့ကချင်ပြည်နယ်မှာလည်းအစိုးရရှိပြီပေါ့နော်။အဲ့နဲ့ကချင်ပြည်နယ်ရဲ့ရိုးရာယဉ်ကျေးမှုတော့ကျမတို့ပညာသင်တဲ့ကျောင်းကတော့ရှိတဲ့နေဆိုအဲ့ဒီချိန်မှာမြို့သမီးရာကနေပြမလည်းတင်တယ်ကတော့အတွင်းမှုတို့ပုံလုံးနဲ့ကျမအမဒီလိုထပ်နေတာနော်ကျမမနိုင်ဘူးထင်နေနော်ဆိုမနိုင်လေကျမဟိုမှာပြောပြတာဖြစ်သွားပြီတဲ့အဲအကြောင်းဟောမဖြစ်ဘူးတဲ့ကျူးစားရမှာပေါ့လို့အမနဲ့အဲကြောင့်ဒီနေ့ကြောရောက်လာတဲ့ဝန်ကြီးနဲ့တကွာညမှုတို့ဒီလိုမျိုးစွာမင်္ဂလာပါနှုတ်ဆက်တာပါလေဒီကချင်ရဒီကျေးမှုချက်ခုတ်ပညာဆိုတာကကျမတို့ကမြန်မာနိုင်ငံမှာပဲဖြစ်ကမ္ဘာမှာပဲဖြစ်လူမျိုးတိုင်းကကျတော့ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုနဲ့ထိမ့်သိမ်းကြတယ်ထိမ့်သိမ်းတဲ့ထဲမှာကျမတို့လည်းကချင်လူမျိုးအနေနဲ့ဒီဟာကိုပေါ့နော်မဖြစ်မနေအများတော့အဖြစ်လည်းမြန်မာနိုင်ငံမှာပိုပြီးမှကိုယ့်ရဲ့ယဉ်ကျေးမှုပိုမှထိမ့်သိမ်းတယ်လို့ကျမမြင်နေပေါ့နော်ဒီနေ့ခါကျတော့ကျမတို့လည်းဒီကချင်ရိုးရာယဉ်ကျေးမှုကိုတော့ဒီနောက်တစ်ချိန်မှာမိခင်ကောင်းတူဖြစ်လာဖို့အတွက်အိမ်ထောင်အတွက်တာယာပြီးဆိုလို့ရှိရင်ထိမ့်သိမ်းနိုင်လို့ရှိရင်လက်ရွာအတွက်ဒီနေ့အတွက်နိုင်ငံအတွက်အကျိုးဖြစ်လာမဲ့တာသမီကောင်းတဲ့လာတွေလည်းဝင်နိုင်တဲ့အတွက်ဒီရိုးရာယဉ်ကျေးမှုချက်ခုတ်ပညာကိုသင်ကြားခြင်းအပြင်ဒီမှာလောကနဲ့ဒီအကြောင်းတွေအချိန်အခါနေရာဒေတာဘယ်လိုပြုမှုလို့သွားလာဆက်ဆံရမယ်ဘယ်လိုပြုမှုဒီမှာနေထိုင်ရမယ်ဆိုတဲ့ဟာတွေပုံလုံးပါတဲ့အတွက်ကြောင့်ပြီးတော့မှကိုကကျမတို့ကချင်လူမျိုးတွေကဟိုရခင်တုန်းကဘယ်လိုဖြစ်လာရဲဘယ်လိုနေထိုင်လာရဲဆိုတာဒီမှာ history generation ပေါ့နော်အဲဒီတဲ့ပုံပါတဲ့အတွက်ကြောင့်မို့ဒါကိုဖြစ်မနေကျမဒါတင်ရမယ်ဆိုမှဒီအခမဲ့ပတ်စံပေးနေလို့ရှင်တော့လူတွေကဟာကျမတင်ချင်တယ်ပတ်စံမရှိလို့ဖြစ်မှာဆိုတော့ဒါကျမရဲ့စိတ်လာပြီးတန်ဖျားပေးတဲ့ဆွဲနဲ့ကျမဒီလိုလုပ်ပြီးတာကျွန်တော်ဒီကကျမအနေနဲ့ပြောချင်တာပဲတဲ့3-4မျိုးကိုကျမအနေနဲ့မိတ်ဆက်ပေးချင်ပါတယ်အကုန်လုံးလည်းမျက်မြင်ညဝါထင်ထင်အများအားမြင်နေရတဲ့ကျမတို့ရဲ့ဒီမနောတိုင်ပေါ့နော်မနောတိုင်ကတော့အကုန်လုံးလည်းမြင်မှုကြတယ်မနောတိုင်အဖို့တိုင်ဆိုတာအမတိုင်ဆိုတာရှိတယ်ကချင်လို့ဆိုရင်မနောတုံလာမနောတုံကြီးဒါတုံကြီးဆိုတာကအမတိုင်ပေါ့နော်တုံလာဆိုတာတော့အဖို့တိုင်ကိုကျတော့ကျမတို့ကဒီဒိုင်းရင်ကောက်ရဲ့ဥပမာကိုယူထားပါလေဒိုင်းရင်ကောက်လို့ဒိုင်းရင်ကောက်ရဲ့ဒီအညွန့်လေးကိုကျမတို့ကဒီဖုန်းလေးကိုပေါ့နော်သူကဘလို့ပဲဖြောင်းနေလို့လည်းမရဘူးဒိုင်းရင်ကောက်ဆိုတာစီလုံးတယ်ပမာလို့ဒါရက်ဟိုကပြန်မယ်ဆိုလို့ရှိရင်တိတ်ပေပြန်လို့စီလုံးညီညွတ်ကြိလိခံမှာဆိုတဲ့တိတ်ပေကိုကျမအနေနဲ့ဒါကိုညီပါလေကချင်လူအများကြီးပြောစရာတဲ့ဒီဟာဘုမခိုက်လုံလောက်တယ်လို့ထင်တယ်သူကတော့ဘလို့ပဲသူ့ကိုဘလို့ပဲဖြီလို့မရဘူးဒိုင်းရင်ကောက်ရဲ့အဖူးညွန့်လေးကပုံကြီးအေးဘလို့ပဲဖြီလို့မရဘူးအဲ့လိုပဲဒီလူသားဒီပုံမှန်မိုက်ပုံလုံးဟာအဲ့လိုပဲစီလုံးညီညွတ်နဲ့ချစ်လေးခိုင်မာနဲ့အမြဲတမ်းတက်တွဲမပြတ်အဲ့လိုမျိုးဥမကွဲတိုင်းမပြတ်နေနေဆိုတဲ့အိတ်တွေနဲ့ဒီမနောတိုင်ဖူတိုင်ကိုကျမတို့ဆွဲချေရေးချေထားခြင်းဖြစ်ပါလေအမတိုင်ကကျတော့သူကတော့ယတနာတစ်ခုပေါ့နော်ဘယ်လိုပဲဖြစ်တာတနည်းယတနာပဲလို့ချင်းတိုင်းပြည်ကိုပဲကိုယ့်တိုင်းပြည်ကိုလူမျိုးဆိုမှကိုယ့်တိုင်းပြည်ကိုပဲလူချင်းတယ်ဥမာယတနာရွှေငုံဥစ္စာယတနာပဲလူချင်းတာပဲဖြစ်ကိုကတော့ကျမကတော့ဒီနိုင်ငံမှာကျမသမ္မတဖြစ်ချင်တယ်ကျမကဝန်ကြီးဖြစ်ချင်တယ်ကျမက
ဘလို့ဖြစ်ချင်တယ်ဆိုတော့အကုန်လုံးလူတိုင်းရဖို့ဆွတောင်းတဲ့ဟာကျတော့ကျမတို့ဒီအခုအမတိုင်ပေါ့နော်အမတိုင်နဲ့ဒီဟာကျတော့ဒီကြားရွယ်လို့ခေါ်တယ်ဒါကောင်းကင်နတ်ကိုပူဇော်ပတ်သားတဲ့အချိန်မှာကျမတို့သုံးတဲ့အရွယ်ပေါ့နော်ဒါမနောကလို့ရှိရင်ဒါအဓိကအရေးကြီးဆုံးပေါ့လေသူ့ကိုတလူလုပ်ပြီးမှဒီတော့အခက်ပါတာပေါ့နော်အဲ့ဒီမှာခေါ်တာပေါ့နော်အဲ့ဒါကဒီကြားရွေးနေကျမတို့ကဒါကိုတိတ်ပြီးပေါ်ဆောင်ထားတာကဒီကြားရွေးဆိုတာကသူကအတိတ်တွေရဲ့အများရှိတယ်သူကဆုလိုက်ပြီးခုနပြောတဲ့ဆုယတနာကိုတောင်းတဲ့ဟာလည်းပုံဒီမှာတုံးတယ်ပြမဒီအခန်းတိုင်းဒီရရဲ့အခက်ရဲ့ဒီမှာဟိုရှိတယ်လေဒီမှာအခက်ရဲ့အကျော်လေးရှိတယ်ဒီမှာတော့အရင်ကဆိုရင်ဟိုကတော့ပါရဲ့ဟိုတားဆေးတွေပါလည်းမရှိကြဘူးလေနော်in thong chu ki sun kam no la lu tam yo kha chui king su ma kam thang no thang ai lu ni yau chan de jo pian la da bon no na me song twa ma ai lu myo ri nya shi de kha jo da ta chi ta ni ta lat bong long ta thwe thi yu de main kle ri ya tu ne tu yu de a myo ri ya ma tu ja bu da pe met di ain de ain the ma ni de mi ta si ni ku ma ma ya so lo shi de me a de pi a the yaတာသမီးတွေပါပဲဆိုမှစစ်စစ်လုံးလုံးတိုက်တိုက်ဝင်နေရမယ်ဆိုတဲ့အတိတ်တွေနဲ့ဒီအိမ်တအိမ်သေးမှနေတဲ့ဒီပုံမှန်မှတချို့ညီပုံမှန်မှတွေအများကြီးနဲ့မွေးပြီးမှအဲ့မှာချွေးမတော်ရဲ့ဟာတွေရှိပြီနော်အဲ့လာတွေဟာသူ့အမေကဒါချွေးမအမေကဒါသူ့ဖေသူ့ဖေဒါမျိုးမဟုတ်ဘူးတဲ့ဒီမှာကျတော့အိမ်တအိမ်သေးမှသမီးကြီးတဖေးကြီးကနေမှမွေးထုတ်တဲ့တာသမီးအရင်ချာနေတိုက်ရပြီဆိုတဲ့အတိတ်တွေနဲ့သူကဒီဟာပေါ်ဆောင်ထားတာအဲ့မှာကြီးချထားတာကျတော့နော်သူအဲ့ဒါကြောင့်အကွက်လေးတွေတောင်ချိုးလေးတွေပါတယ်အဲ့ဒါကအမတိုင်အဲ့ဒါမနောတိုင်ရဲ့အမတိုင်ပေါ့နော်ပြီးတော့မှကျမတို့ကကလေးတွေကခုနကတော့ဟိုကလေးလေးတွေအဖြူလေးတွေအဲ့ဒါပထမဆုံးသူတို့တင်တဲ့အချိန်မှာအဲ့ဒီအဖြူလေးတွေလက်ရကောင်းလို့ရှိရင်ဒီကျူကပတ်ကျူပေါ့နော်ဟိုလေရှင်ဟိုခါစီကျူပေါ့နော်အဲ့ဒါလုပ်တယ်အဲ့ခါစီကျူကိုသူတို့လက်ရကောင်းလို့ရှိရင်ခါစီကျူကိုဆက်ပြီးမှပက်တန်လေးတွေရက်ပြီးမှအဲ့ဒါတိတန်ရက်ပြီးမှအဲ့မှာပြန်ဆက်တယ်အဲ့ဒါပြီးပြီဆိုရင်ကလေးတွေကလက်ရဟောဖြစ်လာပြီဆိုရင်ကျမတို့ကဒီရင်စီးပေါ့နော်ဒါကရင်စီးကအင်ဂျီရဲ့အစားကိုဝင်လာရတာဒီရင်စီးတာအခုနားလေးတွေကရှော့လို့ခေါ်တယ်အဲ့ကျမတို့အချင်းတွေကကျတော့ what လို့ခေါ်တယ် what စီးတဲ့ဟာပေါ့နော်ဘိုက်ဖုံတဲ့ဟာပေါ့နော်အဲ့ဒါကိုကျမတို့ကတင်တယ်တင်ပြီးလို့ရှိရင်ကျမတို့ခေါင်းပေါင်းဒီခေါင်းပေါင်းကိုလည်းတင်တယ်သူကပက်တင်မပါဘူးလေအဲ့ကြောင့်ခေါင်းပေါင်းတင်တယ်အဲ့ဒီနောက်ပိုင်းမှာသူလက်ရထားပြီဆိုလို့ရှိရင်ကျမတို့ကပက်တင်ကိုပထမဆုံးတင်လာတဲ့အခါကျတော့ main ကလေးတွေကသူတို့ရဲ့ future အတွက်ပေါ့နော်အနာဂတ်မှာသူတို့ကမိခင်ကောင်းလေးဖြစ်ဖို့အတွက်ပြီးတော့မှသူကဟိုယတနာဆိုင်ပဲဖြစ်အိမ်ထောင်မှာတာသမီးဟိုငွေထုတ်တဲ့အချိန်မှာပဲဖြစ်အဆက်အေးရမှာသူကအောင်မြင်တဲ့လူသမီးဖြစ်ဖို့အတွက်ဖယုံစည်းကတစည်းကနေမှပေါက်လာလို့ရှိရင်တီးချိန်တိုင်းပွင့်ချိန်တိုင်းပွင့်တယ်တီးချိန်တိုင်းတီးတယ်တီးလာတဲ့အခါကျတော့သူကအတီးတွေစားပုံသွားလို့ရှိရင်လည်းဒီအတီးကစားလို့ရှိရင်လည်းဖယုံတီးတွေကကြောက်ဖယုံတီးတွေကကိုကမစားဘဲနဲ့ဟာဒီကမရပြန်မစားမယ်ဆိုလို့ရှိရင်ပုတ်သွားတတ်တယ်လေတော့ကြောက်ဖယုံတီးရဲ့သဘောတဘာဝအကြောင်းဖျားအင်ကြီးချင်းကိုလည်းဝင်ငါပေးဖို့ဒါပုံမ automatic တင်လာပေးတယ်ပေါ့နော်အဲကြောက်ဖယုံတီးကိုကျွန်တော်အဲ့ဒါကြောင့်ဒါကိုကဒီခင်ကောင်းဖြစ်လာမယ်လူသမီးတူဟာဆိုလို့ရှိရင်ဒါခွဲစားလို့ဆိုလို့ရှိရင်အင်ဘေးပတ်ဝန်းကျင်ပေါ့နော်ဒါလေးခွဲစားလို့ရောဒါလေးအတူတူစားရအောင်လို့ဆိုဘေးကန်းစွန့်ကြည့်တဲ့အချင်းကိုလည်းသူဒီမှာတင်ထားပေးတယ်ပြီးမှဒါလေးကိုစားပြီးမှပုံသွားရင်လည်းသူကမျိုးစေ့တွေကအများကြီးကြံတယ်မျိုးစေ့အများကြီးကြံတော့အတီးကတစ်လုံးထဲကနေမှမျိုးစေ့ကအများကြီးကြံတယ်ကိုဒီမျိုးစေ့လေးကိုပြန်စိုက်လိုက်လို့ရှိရင်ဒီကနေပြန်အများကြီးပါတယ်အဲဒါကြောင့်တာသမီကောင်းရတဲ့မြောက်များစွာတိမ်တန်းချီမှမွေးဖွားနိုင်တဲ့ဒီခင်ကောင်းဖြစ်ပါစေဆိုပြီးမှသူ့ကိုဒီဖယုံစေပတဲ့ကိုပထမဆုံးကျမတို့ကပိုင်တင်ပေးပါလေအဲ့ဒါပြီးတဲ့အချိန်ကျတော့အဲ့ဒါကြောင့်ကျမတို့ဒီမျိုးသမီးတွေကိုမိမပေးစားပြီဆိုရင်ကိုသမီးတွေကိုဒီတမက်တွေကိုပေးစားပြီဆိုရင်အဲ့ဟိုဟာတူရွေကြီးရွေလာဆိုရက်သူတို့ကိုပုံထိပ်ပေးတဲ့ဟာမင်္ဂလာပေါင်းထိပ်ပေးလိုက်တဲ့ပလိုင်းကြီးရွေကြီးရွေလာဆိုတာရှိဆိုတာအမလာဆိုတာကအထီးအဲ့ဒီမှာအမအထီးမှာဆိုမျိုးစေ့တွေအကုန်လုံးထည့်ရတယ်မျိုးစေ့တွေထည့်တယ်ဒီမှာဖယုံစီကမပါမနေရပါရတယ်ဒီ
ဥပမာကြီးထဲမှာအများကြီးထဲမှာဒီဖြူစီမပါမညာပါအဲ့လိုပဲဒါဟုတ်ရှာကြီးဖက်တဲ့နေတာရှိစမောရှိကြီးလာမှုရောလာပါတယ်ရှိကြီးလို့ပြောပါလားကျမတို့ဒီခုတ်ကားနဲ့မထိုးလာမှာမှုရောတက်တဲ့ဟာပွင့်မှုရောလည်းမဟုတ်ဘူးနော်သူကမှုရောဆိုတာရာကြီးလို့ခေါ်တယ်ကျမတို့ကြတော့လေရာကြီးစမောသူကအစီကမငင်းစီလောက်ပဲရှိတယ်မငင်းစီချို့တော့မှတအားကြီးတယ်နော်အဲ့မငင်းစီလေးအစီတစီကနေမှတင်းချီမှသူကဒီဟိုဟာထဲမှာရှိတယ်ကိုရားလို့ညက်တယ်အရှိန်လေးအဲ့ဒါရာကြီးလို့ခေါ်တယ်အဲ့ရှိကြီးစမောဆိုနေရတယ်ကပထန်စမောဆိုတော့ဖြစ်ချောနော်ဆိုအဲ့ပြီးတော့မှသူကပထန်ဆိုတာဝါတမျိုးဟုတ်တယ်အခုကျမလေးဒီနေ့ဒီမခုတ်တာနဲ့မထိုးလာကျမလည်းလုပ်ပေးရမှာဟောမခုတ်တာနဲ့မထိုးလာမှာအဲ့ရှိကြီးစမောနဲ့အဲ့ဒီပထန်စမောနဲ့ကျမအခုလုပ်ထားပြီးဒီနေ့တမျိုးလာတော့အဲ့ဒီမှာကျမတို့ကပေးလိုက်ပြီးဆိုလို့ရှိရင်ဒီဟာလေးကိုတို့တမဒါလေးကိုကင်ယူပြီးမှအများရှိမှသူကလာခဲ့တာကျမကတော့ဒီဟိုဘက်ဒီဘက်ပေါ့နော်မိဘဟိုဘက်ဒီဘက်မိဘတွေကဘောတူဒီမှာကျမပေးစားတာပါဒီကျမကိုမိခင်ကောင်းတူဖြစ်ဖို့အတွက်တူကနေမှတင်းတောင်းချီတန်းချီပြီးမှပေါ့နော်တော့ဘာတခွေမျိုးသူကပွားများပြန်ပွားလာအောင်ဒီထောင်မဲ့လူတမျိုးဖြစ်ဖို့ကျမတို့စုကြည်ပေးခဲ့ပါလေဆိုရဟာနဲ့သူကတည်းဒီအများရှိပါတူတမျိုးရှောက်ရခဲ့တာပေါ့နော်အဲ့ဒါကရှိကြီးစွန့်ဖို့တဲ့ကထန်စင်ကိုကထန်ဆိုတာကအဲ့ဒီဝါမီတမျိုးဟုတ်တယ်ဝါတသိလေးမျိုးသူကတပင်ပေါက်တာနေမယ်အဲ့နောက်တပင်ပြန်ထပ်ပေါက်တယ်နောက်တပင်ပြန်ပေါက်လို့ရှိရင်သူကအောက်မှာတော့ကျွန်တော်အရင်ပေါက်တယ်နော်ကျွန်တော်ကတော့ကြီးတယ်ကျွန်တော်ကငယ်တယ်အဲ့လိုမျိုးပေါ့ပဲအောက်မှာအကုန်လုံးရောရှက်ပြမှဒီလိုအမြင့်တီတွေ့ပြမှနေတယ်အဲ့လိုကြောင့်အဲ့လိုပဲဒီ main ကလေးကဒီအိမ်ထောင်ကိုရောက်သွားပြီဆိုလို့ရှိရင်ဒီ main ကလေးကြောင့်ဒီအိမ်ထောင်ကြီးကတူးသွားလာဖို့အတွက်ဒီဆွေစဉ်မျိုးဆက်အကုန်လုံးနဲ့လည်းပြန်ပွားပြီးမှအကုန်လုံးကိုသူကစီလုံးညီအကုန်လုံးနဲ့ຫນွေရှက်ပြီးမှကဘာတစ်ခွင်အထိပေါ့နော်သူအဲ့လိုမျိုးပေါက်တင်တတ်ပါစေဆိုမှအဲ့ဒီဒိတ်တွေနဲ့အဲ့ဒါပထန်စံပုံနဲ့ချီစံပုံကိုပုတ်တာနဲ့ထိုးတာမှာအဲ့ဒါတွေလည်းအကုန်လုံးဒီထဲမှာကျွန်တော်တို့သင်ပေးပါလေအခုဒါကြတော့ရခိုင်ရဲ့လို့ရှိရင်မျိုးသမီးတယောက်အနေနဲ့ကျွန်တော်တို့အရင်ကဒူဝါကြီးမင်းဆွေမင်းမျိုးသမီးဖြစ်တယ်ဆိုရင်လည်းကျွန်တော်တို့ကဘေးဒူဝါကြီးရဲ့တမီးပဲဖြစ်မင်းဆွေမင်းမျိုးရဲ့ဆိုဝါကြီးရဲ့တမီးပဲဘလောက်ပဲချောဘလောက်ပဲလှချက်ခုတ်ပညာကိုမတတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ယူခဲ့ပါဘူးချင်းမျိုးတွေအခုကျတော့ဘွဲရမရမိကြတာပေါ့နော်အရင်တော့ချက်ခုတ်ပညာအဲကြောင့်ဘာကြောင့်လဲဆိုတော့ချက်ခုတ်ပညာမှာခုနပြောသလိုနော်လောကနီတီရဲ့အကြောင်းရှိတယ်ကချင်လူမျိုးတွေရဲ့တမိုင်းပါတယ်အဲဒါကြောင့်သူကနောက်တစ်ချိန်မိခင်ကောင်းဖြစ်ဖို့အတွက်ဒါတွေနဲ့တိထားဖို့အတ္တလို့နော်အဲဒါကြောင့်ဒီပညာသင်ဖို့အတွက်ခြေတွေမရှိတဲ့ခါကျတော့ဒီဟာကိုဒီလိုလုပ်ပြီးမှဒါဂျပန်လာဖို့ခေါ်တယ်ဂျပန်လာဖို့ခေါ်တယ်အဲ့ဒါကိုဒီလိုလုပ်ပြီးမှဒီဟာနဲ့အရင်ခြေလုပ်ပြီးမှဒါကိုဒါနဲ့အရင်ရက်ပြီးမှတင်လာတယ်နော်ကလေးတို့အဲ့ဒါရက်ပြီးမှဘလို့အပေါ်ကဘယ်ဟာအောက်ကဘယ်ဟာဆိုတာအဲ့ဒါခွဲခြားပြီးမှဒီဟာနဲ့တင်ပြီးပြီဆိုတဲ့အချိန်ကျမှသူ့ကိုခြေပြန်တင်ပေးတယ်နော်အဲ့ဒါကတော့ဂျပန်လာလို့ခေါ်တယ်ဂျပန်လာသူကတလူမျိုးလွှာလို့လည်းကောင်းတဲ့အခါကျတော့သူအစားပြုပြီးမှသူလည်းလုပ်တာပေါ့နော်အဲ့နဲ့နောက်တစ်ခုကကျမဒါအရန်လဲဟိုထူးခြားပြီးမှအကုန်လုံးလဲမြင်တာနေတဲ့ဟာပဝန်းကျင်မှာအများကြီးကြိုက်အဲ့ဒါအခုတခြားဒီချက်ခုတ်တဲ့စကိုင်းတို့ဘာလို့အောက်ပိုင်းကနေလာတယ်ချက်ခုတ်ပညာတတ်တဲ့ဟာတွေကကျတော့ချက်ခုတ်တတ်တဲ့ဟာတွေကကျတော့သူတို့ကပက်တင်ရဲ့အကြောင်းကိုသူတို့ကတိတ်မသိဘူးချက်ခုတ်တတ်လို့တာသူတို့ကတတ်ခုတ်နေတာအဲ့ခါကျတော့ဒါကိုသူတို့ကကြည့်ပြီးမှပုံစံလေးကိုကြည့်မှဒါကတကောက်နှစ်ကောက်အဲ့လိုမျိုးတွေခေါ်ပေးတယ်တကောက်နှစ်ကောက်ပေါ့နော်တကောက်နှစ်ကောက်အဲ့ဒါကချင်လူမျိုးတွေကျတော့စုလဲမကာလို့ခေါ်တယ်စုလဲမကာဆိုတာမိခင်နဲ့တမီးနဲ့အဲ့လိုပညာသင်နေဒီချက်ခုတ်ပညာသင်နေတဲ့အချိန်အဲ့ချိန်မှာ၄နှစ်၅နှစ်အရွယ်ဖြစ်မှာပေါ့မွေးလာတာနဲ့နည်းနည်းပညာသင်တဲ့အရွယ်ရောက်လာပြီဆိုရင်သူကချက်ခုတ်ပညာသင်တဲ့အခါကျတော့သူမဟုတ်စုအမေကတော့မဟုတ်စုမပေါ့နော်မဟုတ်စုမကအမေကဆုံးသွားတဲ့အခါကျတော့တမီးရတယ်ဘက်တန်တင်နေတဲ့အချိန်မှာဆုံးသွားတော့ဘလို့ဆက်ပြမဒီဟာကိုချက်ခုတ်ရမယ်ဆိုတော့သူမသိဘူးတဲ့အခါကျတော့သူကဒီဟာလေးကိုသူစူးစမ်းပြီးမှဘလို့ပက်တန်တရားကိုဘလို့လုပ်သူမလုပ်တတ်ဘူးပေါ့နော်မရက်တတ်ဘူးပေါ့အဲ့နဲ့သူကဟိုပြီးမှအဲ့ဒီမှာချက်ခုတ်တဲ့နေရာမှာပဲအဲ့ဒီဝါးချန်အင်းပေါ်မှာပဲသူကအိပ်ပျော်သွားတယ်တဲ့အိပ်ပျော်သွားတော့သူကသူ့အမေကိုပြန်အိမ်မက်တာပေါ့အမေကိုမက်တော့အမေကတ
မလုံးဝနေမှာသူ့ကိုတမီးနဲ့ချက်ခုတ်တာကိုသူကအရန်စိတ်ကူးထဲမှာစိတ်ကူးရင်နေလို့ရှင်တဲ့အိမ်မက်ထဲမှာမြတ်တတ်တယ်နော်အဲ့ခါကျတော့ကလေးကသူ့အမေနဲ့ပဲဒီမှာတောက်ဒီပက်တင်လေးကိုကြံခုနကတော့ကျမအမေနဲ့ကျမရက်တဲ့အတိုင်းပဲကျမအမေတင်ပြီးတယ်ကျမလုပ်ကြည့်အောင်မေးဆိုမှသူကချက်ခုတ်တိုက်တဲ့ခါကျတော့ဒီပက်တင်လေးကိုရတယ်အဲ့ခါကျတော့တမလုံးကိုအချင်းလူမျိုးရစုလို့ခေါ်တယ်ရှင်ကစုလို့ခေါ်တဲ့ခါကျတော့ဒီတမလုံးဘွားကတင်ပြီးတဲ့ပို့ချပြီးတော့ကျတော့ရှစ်လျက်ငယ်လို့ခေါ်တယ်အဲ့ဒါကိုစုလျက်ကာအဲ့လိုမျိုးပေါ့နော်အဲ့ဒါကိုကျမတို့ချာချက်ခုတ်တက်ပြီးမှအတိတ်ပေနားမလီတဲ့ခါကျတော့တကောက်ပြီးပြောလိုက်တာဒီမှာကျမတို့အချင်းလူမျိုးတွေကဟိုကြောက်ပြုံစီကိုပြောထားတဲ့ဟာကိုပြုံစီကိုပြောထားတဲ့ဟာကိုတို့ကအခုပြန်ပြောတာစိန်ဆိုမှပြန်ပြောတယ်သူကပြီးတော့မှအရင်တော့ပြောတာ snow begin နဲ့ကျမတို့ချင်းလူမျိုးကျတော့ snow begin မတုံးဘူးလေနော်မြန်မာလူမျိုးတွေကကျတော့ပွဲတိုင်း snow begin တုံးတဲ့အခါကျတော့ပုံစံတူတဲ့အခါကျတော့ snow begin ဆိုမှမယ်ကျမအဲ့ဒီကချင်ပြည်နယ်အများပိုင်ကုမ္ပဏီပွဲမှာကျမအဲ့ဒါpresentation လုပ်ခိုင်းတာပေါ့အဲ့ဒါကျတော့ဒါတို့ဟုတ်တယ်နော်ဒါမှားယူနေတယ်နော်အခုဆိုရင်ကျမနောက်ဆိုမှားလို့မဖြစ်ဘူးနော်ကျမတို့ဒါရိုးရည်ချင်းမှုကနေမှတရားဆွေးတတ်တယ်နော်ဆိုတဲ့အထိကျမပြောခဲ့ပြီးတယ်ပေါ့နော်အဲ့ဒါကြောင့်ဘုံဒီဟာလေးကကျတော့ဒါကတော့ချက်ခုတ်လာတဲ့ဟာလေးပြီးတော့မှပတ်သက်တဲ့အကြောင်းကိုနည်းနည်းပေါ့ပေါ့နော်ဒီဟာကျတော့ကျမတို့ဆိုးစေးဒါတော့လက်ကျွတ်လို့ခေါ်တယ်အခုအမတို့တမီးတို့အမတို့ဒီဟာလေးကိုဒီလိုကိုကြည့်လိုက်လို့ရှင်ခဏကြာရမ်းမေးသွားလိမ့်မယ်ဒါလက်ထက်မှာဆိုနည်းနည်းလေးနဲ့ကြိုင်တန်းနေသူက3ရက်လောက်ပေါ့နော်သူ့ကိုထောင်းပြီးမှအရင်တော့ဝါးကြည့်တောက်ထက်မှထည့်မှပြန်ရင်းနဲ့ပြန်ဒီလိုထုမှရင်းနဲ့ပြန်စိန်ထားပြီးဒီအနစ်ကိုခြံထားဟိုအရေကိုပေါ့နော်အရေကိုညှိယူအဲ့လိုမျိုးလုပ်ပြီးမှ3ရက်ဆိုလို့ရှင်ဒီဟာလေးနဲ့ချီကိုအမေးအောင်ဆွေးဆိုတာတဘာဝဆေးပေါ့နော်အဲ့လိုမျိုးအမေးအောင်ဆွေးဆိုတာအဲ့ဒါဆိုကျမလက်ကရမ်းနေသွားလိမ့်မယ်ခဏဆွေးနေပေါ့နော်ဒါကလက်ကျွတ်လို့ခေါ်ပါလေဒါကျမအကုန်စုပြီးမှစိုက်ထားတယ်ဘယ်လိုခေါ်လဲမသိဘူးလားလက်ကျွတ်လို့ခေါ်တယ်သူကလက်ကျွတ်လက်ကျွတ်ဆိုစီမှာကောင်းကောင်းသုံးလို့ရတယ်အတွက်ဆိုမှာတပါးတယ်ဆိုစီရွေးခွေးအဲ့ဒါချီရင်တော့ချီရခင်မှာဘယ်ခွေးလေးငါ့ဒီမှာထုတ်တယ်မကန်ပြီးငါ့ဒီမှာထုတ်တယ်ဆိုရှိတယ်မကန်ကကျမအမြဲတမ်းဟိုစိုက်တယ်မပေါက်ဘူးလေပါဒါသူနဲ့ဖြစ်လို့မပေါက်ဘူးမစင်တာမွေးတာညာမစိုက်တာပေါက်တယ်ကျမကဒီအမတို့ဒီနဲ့handmade ဆိုတော့လာပြီးမှလည်းအားပေးလို့ရပါတယ်ကိုလိုအပ်တဲ့ pattern design တွေကိုလည်းတကယ်ကျွမ်းကျင်တဲ့လူတွေစီမှာလာပြီးမှအားပေးလို့ကျေးဇူးတင်ပါတယ်အခုချိန်မှာတော့ကျမတို့ဒီကြီးဒီမျိုးရေးစံတကြရှိတယ်ဒီစတူဆိုလို့ရှိရင်ထိထားတယ်သူ့ပတ်တယ်သူ့ပုံဟိုမှာကြည့်လိုက်ဆရာမတို့တွေ့ဒါအဖြစ်ရှမ်းပြောစရာဒါကချင်းဒါချင်းဒီမှာချင်းရဲ့ချင်းနဲ့နည်းစင်လို့ပဲဟုတ်ကဲ့ချင်းချင်းတော့အဲ့ဒါဘယ်လောက်ရသူတို့ကအလုပ်ရသွားဖို့ပေါ့ဒီမှာအခုစတာပုံမှာဆိုရင်အကုန်လုံးချက်ပုံပညာလေးပဲအတူတူဝင်ရောက်ပြီးလုပ်ကြတယ်ဒီလိုသမီးတို့လည်းဒီမှာဒီပါပေါ့နော်သူတို့ဒီလိုကဒီမှာသာစီတပည့်နေပေါ့ရုံးမဲ့စနေဆရာမကြီးနဲ့တကယ်ကိုလိုက်သွားတယ်ကြည့်လားတကယ်လိုက်သွားတယ်နာလာမောင်းမင်းတော့ဒါကလေကချင်ပြည်နယ်ရဲ့ချက်ခုတ်ပညာကိုတင်ပေးနေတဲ့ဆရာမကြီးပါဒါကလက်ကျွန်းဆိုင်တောင်းတဲ့ဒါကတော့ကချင်ပြည်နယ်ရဲ့ခီးသွားလာရေးအတွက်ဆိုသူ့ကိုဖုန်းဆက်လိုက်နော်